အားလုံးပဲမင်္ဂလာပါခင်ဗျာ Story Go Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လူဘဝဆိုတာလမ်းစုံနဲ့တူတယ်ကွာထိုစကားအားပြောကြားလေရှိသူမှာဘာကြီးသောအမည်ရှိဖျားကုန်းရွာသားစေးစရာကြီးဖြစ်ပါတယ်အကြောင်းမသိသူတို့ကဘာကြီးတော့အားဘာလို့လဲဘာကြီးရဲ့ဟုပြန်လန်းမေးမြန်းမိဆိုပါကဘာကြီးတော့မှာအယံကောဟုတဲ့နှိမ်ချတဲ့အမြဲဝင်များဖြင့်တစ်ချက်စိုက်ကြည့်ရင်ကကွန်းတရားကိုအန်ဆောင်တဲ့ပြစ်တွင်လိုက်ကတမြုံမြုံဝါရင်ဟာအထက်နှစ်ပုံကပဲလာတာအောက်ဆိုငရဲပိတ်တာတွေရှိကပဲလာတာလူဘဝမှာကစုံစည်းကြတာပဲလေကွာအဲဒီကမှလည်းတဆင့်အထက်ပုံအောက်ပုံတွေစီကိုဖြန့်ခွဲပြန်သွားကြတာအဲဒီတော့ဒါကူမှလမ်းစုံလို့မပြောရင်ဘာကိုပြောမှလဲဟုကုန်းဝါနေစေအာလုတ်တန်ကြီးဖြင့်ရှင်းပြတော်မူဖြစ်သည်ဘာကြီးတော်မှာဖျားကုန်းရွာသားစစ်တအုပ်ဖြစ်တယ်လို့စေးစရာကြီးလည်းဖြစ်ကအတက်ကလည်း80ကျော်ပြီးမှဘဟုတုတစုံလင်လှချည်သည်စိတ်ဝင်စားဖွယ်အကြောင်းအရာမျိုးစုံကိုသူ့ထံမှကြားရတတ်သည်ဖျားကုန်းရွာနဲ့အနီးတစ်ဝိုက်တွင်ဖြစ်ပွားခဲ့တဲ့ရှေးဟောင်းနောက်ဖြစ်မြအတွက်ဆိုရင်သူ့အားတက်ရှိတမိုင်းမှတ်တမ်းကြီးတစ်ခုတစ်ပွဲအားကိုမေးမြန်းတတ်ကြလေလူတိုင်းကလည်းစိတ်ဝင်စားရှိတတ်ကြပြီးတော့သူလည်းအဓိကပြောတတ်သည်ကထူးခြားအံ့ဩဖွယ်အကြောင်းအရာများအထူးသဖြင့်ဘာကြီးတော့အများဆုံးပြောပြလေးရှိတာမှာတော့ရွာပြင်တောဆက်မှာရှင်းလင်းနေတဲ့မြေနေရာလေးတစ်ခုအကြောင်းနဲ့ထိုတောဆက်တွင်တည်ရှိခဲ့ဘူးတဲ့ဆိုတဲ့တဲအိမ်ကလေးတွင်နေထိုင်ခဲ့ဘူးတဲ့မောင်နှမနှစ်ယောက်အကြောင်းများပင်ဖြစ်ပါတော့သည်စရမ်းမှာအလွန်ကွာလှမ်းလာတဲ့နေဗရီတစီများစွာကစတင်ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်ဟိုးအရင်တုန်းကတို့ရွာမှာအင်မတန်ချစ်တဲ့မောင်နှမနှစ်ယောက်ရှိခဲ့ဘူးတဲ့သူတို့ကြုံခဲ့ရတဲ့ဖြစ်တွေကတော်တော်ဆန်းဆူပဲတို့တော့မမီလိုက်ပါဘူးကွာဘလို့ဆန်းတာတော့ဘာကြီးရဲ့သူတို့တွေကလေအသက်ငယ်ငယ်ကလေးမှတင်မိဘတွေတည်ဆုံသွားခဲ့ကြတာမောင်နှမလေးကနှမလေးကအကြီးမောင်လေးကအငယ်အရွယ်တွေကရှိလာမှ4-5နှစ်လောက်လေးတွေပေါ့ပြောရင်းနေရင်မှပင်ဘာကြီးတော့ဤမျက်လုံးများမှုံရီဝေဝါးသွားလေသည်ရှေးသူရှုကိုကြည့်နေတော့လဲသူ့အတွင်ပြင်မှာမမြင်တကယ်တော့ငေးရီနေတဲ့သူ့မျက်ဝန်းများအားစိတ်ကြည့်နေရင်ကတစ်ချိန်ကအတိတ်သူဟာပြန်လဲအသက်ဝင်လာသည့်ပမာနားထောင်နေသူတို့၏စိတ်အာယုံဝဲထင်မြင်လာပါတော့သည်သူတို့မောင်နှမမှာမိဘဖြစ်သူကသူတို့ငယ်ငယ်ကလေးတွေကဆုံးပါသွားခြင်းဖြစ်သည်အဖေတယောက်တည်းကသူတို့အားဆောင်းလျှောက်ကျွေးမွေးခဲ့ပြီးမုတ်ဆိုးအလုတ်လောက်ကသူတို့ဖခင်မှာဇနီးဆုံးပြီးကလေးကပင်ရော်ထဲမှာမနေတော့ပဲရော်ပြင်တောဆက်နဲ့တဲအိမ်ကလေးတစ်ခုထိုးကပြောင်းနေကြလေသည်ထို့ကြောင့်ပင်သူတို့မောင်နှမမှာရွာနဲ့အဆက်ဆံနေတယ်လို့ရွာမှာလည်းသူတို့အားစိတ်နေခြင်းဖြစ်လေသည်တနည်းအားဖြင့်ပြောရရင်လူဖွဲ့စည်းနေကင်းကွာနေတဲ့မောင်နှမပါပဲသို့တော်မမျော်လင့်တဲ့ကံကြမ္မာကသူတို့အားလူတွေနဲ့ကင်းကွာ၍မရအောင်တွန်းပို့ခဲ့ပါလေ။နှွေညနေခင်းတစ်ခုမှာတော့ဖျားကုန်းရွာသို့ကာလာတာတိုက်မှာအမောတကောပြန်ရောက်လာခဲ့ကြ၏။ရွာထဲဝင်လာခြင်းမှာပဲတကြီးအိမ်ကိုသူတို့ဦးတည်သွားခဲ့ကြ၏။တကြီးအိမ်ရှိကိုပြစ်တွင်မှလူအမြဲမပြတ်ရှိနေတတ်သည်မို့အမောတကောဝင်လာတော့သူတို့အားတွေ့သည်နဲ့လူကြီးတယောက်ကလှမ်းမေးပါတော့သည်။ဟေးကောင်လေဘာဖြစ်လာတာတော့ကွာပြတိပြရနဲ့ကျွန်တော်တို့တွေတောထဲသွားကြတာကိုဖိုးလုံးနဲ့တွေ့ကြလို့ပါကြီးအေးလေဖိုးလုံးကမုတ်ဆုပဲဟာတောထဲမှာရှိမှာပေါ့ဘာဆန်းလို့လဲမဟုတ်ဘူးပါကြီးသူ့ကိုတောထဲမှာအရှင်တိုင်းတွေ့ကြတာမဟုတ်ဘူးသူတေးနေပြီအေးမေးလိုက်တဲ့လူကြီးပါဝင်လူကြီးများအားလုံးခေါင်းမက်သွားကြ၏အိမ်ပေါ်မှာအစင်နှစွန်နှပြကြားလိုက်ဟန်တူတဲ့တကြီးတီပင်စိတ်ဝင်စားကအနားသို့ရှောက်လာလေ၏တောထဲမှာပြန်ရောက်လာကြသူများထဲမှာနောက်ထပ်ကာလာတာတယောက်ကဆက်ပြောပြလေဟုတ်တယ်တောဝဲပတ်တာလို့ထင်ရတာပဲဦးတွေပွင့်ပြီးတေးနေတာရက်တောင်တော်တော်ကြာသွားပြီနဲ့တူတယ်အလောင်းကပုတ်တောင်နေပြီတကြီးကမျက်မှောင်ကျုံနားထောင်နေရင်မှချက်ချင်းတတိရလိုက်မိဟန်တူလေသည်ဖိုးလုံးမှာတာသမီရှိတယ်မဟုတ်လားဟုတ်ကဲ့မိန်းကလေးတယောက်နဲ့ယောက်ျားလေးတယောက်ရှိပါတယ်အခုလောက်ဆိုရင်4-5နှစ်လောက်စီတော့ရှိလောက်ရောပေါ့အဲ့ဒီကလေးတွေဘလို့ကြံခဲ့ကြမလဲတကြီးစကားကြောင့်အားလုံးတယောက်မျက်နှာတယောက်ကြည့်မိကြ၏ကာလာတာတယောက်စီမှစိတ်မသက်သာသလိုစကားတန်ထွက်လာ၏ဖိုးလုံးအလောင်းပုံစံကြည့်ရတာတေတာကလမ်းနဲ့ချီနေပြီးတော့ကြာနေတော့ပြီအိမ်မှာကြံခဲ့တဲ့ကလေးတွေကလည်းအခုလောက်ရှိသူကစိတ်မသက်သာစရာအတွေ့ကိုဆက်မပြောတော့လို့ဟန်ဖြင့်စကားတဝက်တစ်ပြက်တွင်ရပ်တန့်လိုက်၏နားထောင်နေသူအားလုံးမှလည်းမျက်နှာမကောင်းကြ
တကြီးကတပြင်းချရင်လေးလံစွာပြောလိုက်သည်အေးလေဘာပဲဖြစ်ဖြစ်တို့တွေကတော့တောဆက်ကဖိုးလိုလေးတို့အိမ်ကိုတွားကြည့်ကြတင်တာပေါ့တို့တွေဒီလောက်တော့လှုပ်ပေးဖို့တာဝန်ရှိတယ်လေပြီးတော့မင်းတို့တွေ့ခဲ့တဲ့ဖိုးလုံးလောက်ကိုလည်းပြန်တွားတယ်ပြီးတော့တကြိုပေးဖို့လုပ်ကြရမယ်ရွာပြင်မှာတေးတာဆိုတော့ရွာတဲ့တွင်းလို့တော့မရဘူးပေါ့အဲ့ဒါတွေဒီနေ့ပဲလုပ်ကြမလားရင်တကြီးဒီနေ့တော့နေပါစီတော့မိုးပဲချုပ်တော့မယ်မနှက်ဖြန်မှလုပ်ကြတာပေါ့သူတို့စိတ်ထဲဖိုးလုံးတေးတာပဲကြာလာပြီမို့လားနယ်ချီဒီတိုင်းကြံရစ်ခဲ့တဲ့ကလေးတွေလည်းအခြေအနေမကောင်းလာဟုတွက်ဆမိပါသည်ထို့ကြောင့်လည်းဘာကိုမှအလင့်စလို့မဖြစ်တော့တိတ်မျောလင့်စရာမရှိတော့ဟုတွက်ဆမိတော့ကြောင့်လည်းဖြစ်ပါချေသည်တောဆက်ရှိအိမ်ငယ်ကလေးအားသူတို့တွေအဝေးကနေပင်လှမ်းမြင်နေရချေလေပြီအိမ်ကလေးကငြိမ်ချက်သားကောင်းလာ၏သူတို့ကလည်းတက်ရှိလူတယောက်မှမရှိတော့ဘူးဟူသောအတွေ့ဖြင့်ခက်အေးအေးပင်လာခဲ့၏သို့သောအိမ်ငယ်ကလေးအနာနီးကပ်လာစဉ်တွင်အမှတ်မတင်ထွက်ပေါ်လာတဲ့အတန်များကြောင့်သူတို့ခြေလမ်းများတုံငနေဖြစ်သွားရတော့သည်ရဲတန်းတစ်ခုဖြစ်လေသည်ကလေးငယ်တယောက်၏ရဲတန်းတကယ်ကိုပီပီတတာကြားလိုက်ရခြင်းပင်ဖြစ်၏ကြောက်တဲ့သူတစိုးတဦးစာနှစ်ဦးစာမှတုံတုံရီရီဖြစ်သွားကြ၏ကာလာတော်ကောင်းကရှေ့မှလော်စော်လိုက်သည်လာကွာတွားကြည့်ကြစို့ရဲတန်းကိုနောက်ထပ်ကြားရပြန်ပြီဒီတစ်ခါတော့ဘလို့မှအမှန်မမှားနိုင်တော့ပါရဲတန်းမှာအိမ်ငယ်လေးစီမှာထွက်ပေါ်နေခြင်းဖြစ်ပါသည်ဒီလောက်ကာလအကြာကြီးကျွေးမွေးမဲ့သူမရှိပဲခလေးနှစ်ယောက်မိခဲ့သူအသက်ရှင်နေတယ်။ဒါမှမဟုတ်သူတို့ကြားလိုက်ရတာကလူစင်စစ်သူ၏အတန်များဟုတ်မှဟုတ်ပါလိမ့်စား။သွေးကထိတ်လန့်မိရင်ဝေခွင့်မရခြင်းဖြင့်သူတို့တွေအိမ်ငယ်လေးနားစီတို့တရွေ့ရွေ့နီးကပ်လာကြ၏။မရေမရာအသွေးတွေထဲတွင်တော့အိမ်ထဲရောက်ရင်မြင်ရမယ်မြင်ခွင့်ကိုမှန်းစာပုံဖော်နေမိကြ၏ထို့သောပင်ဖြင့်ခြေလန်းတလန်းမိတလန်းအိမ်ကလေးအနီးသို့ကတ်သွားကြ၏ရေတံကတော့အခုတော့တိတ်ဆိတ်နေပြန်သည်ကာလာတော်ကောင်းမှဥဆောင်ကအိမ်ကလေးပေါ်သို့တက်သည်အိမ်ငယ်ကလေးကခြေတန်းရှိအိမ်မျိုးဖြစ်လေ၏အိမ်ထဲမှာအတန်တို့မှတိတ်ဆိတ်နေစေသူတို့ရောက်လာသည်ကိုတီသွားသောကြောင်များတမင်အတန်တိတ်နေသလားမသိပါတော့ရှေ့ဆုံးမှာတက်သွားတဲ့ကာလာတော်ကောင်းဟာအင်္ဂလိပ်တကားကိုခပ်ဖြည်းဖြည်းတွန်းဖွင့်လိုက်၏ကြလေကြလေမီကပွင့်သွားတဲ့တကားဖွင့်တန်းကတိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင်ကျဲလောင်စွာထွက်ပေါ်လာခဲ့၏ကာလာတော်ကောင်းကအိမ်တကားဝါတွင်ရက်တန့်၍နေသဖြင့်နောက်ကလိုက်လာသူများမှာသူ့အားမိလာကြကအိမ်တကားဝါရှိရာနေရာလေးသို့စုပြုံရောက်ရှိလာကြ၏ထို့ကြောင့်ပင်အိမ်သွင်းရှိမြင်ကွင်းများအားလုံးလိုမြင်သွားကြလေတော့၏အားလုံးအံ့အားတင့်သွားကြလေသည်မြင်ကွင်းကရိုးရိုးကလေးပင်ဖြစ်ပါသည်သို့သောဘသူမှမျှော်လင့်မထားမိတဲ့မြင်ကွင်းမျိုးဖြစ်နေသောကြောင့်ပင်ကလေးတွေကဘာလို့ဒီလိုဝဝဖြိုးဖြိုးရှိနေရတာလဲသူတို့အဖေတောထဲမှာတည်သွားတာပဲအ ਨੇ ဆုံးလနဲ့ချီပြီးကြာနေလောက်ပြီအဲ့ဒီချိန်သွင်းမှာသူတို့ကိုဘသူကကြွေးမွေးစောင့်ရှောက်ထားခဲ့ကြတာလဲဘသူမှမဖြေနိုင်ခဲ့ကြရော်တဲ့ဆောင်ယူလာခြင်းပြီးချင်းကလေးနှစ်ယောက်စလုံးမှာစကားဟဟပပမပြောလာတော့ကြောင်းသူတို့အားလုံးမေးမြန်းကြည့်လို့လည်းမရပါချေအကြီးမကလေးကပို၍ဆိုသည်လူတိုင်းကိုမယုံတယ်လို့ကဲကလေးတွေကိုတော့ပြုစုစောင့်ရှောက်ဖို့လိုလိမ့်မယ်သူတို့ကိုမွေးစားဖို့အတွက်အစီအစဉ်ရတော့မှာပဲကလေးနှစ်ယောက်စလုံးကရုပ်ရည်တန်တန်ပြန့်ပြန့်လေးသူမှုမြင်သူတိုင်းကချစ်စရာလေးတွေပင်နောက်ဆုံးမှာတော့ရွာထဲတွင်တာသမီမရှိကြတဲ့မိဘနှစ်စုံကကလေးတွေအားမွေးစားခွင့်အတီးတီကိုရှားသွားကြလေ၏ကလေးတွေကဘာလို့ဒီလောက်ဝဝဖြိုးဖြိုးရှိနေရတာလဲသူတို့အဖေတောထဲမှာတည်သွားတာပဲအ ਨੇ ဆုံးလနဲ့ချီပြီးကြာနေလောက်ပြီအဲဒီချိန်လောက်တွင်မှာပဲသူတို့ကိုဘသူတွေကကြွေးမွေးစောင့်ရှောက်ထားတာလဲဘသူမှမဖြေနိုင်ခဲ့ကြရော်တဲ့ဆောင်ယူလာခြင်းပြီးမှပင်ကလေးနှစ်ယောက်ဆုံးမှာစကားဟဟပပမပြောလာတော့ကြောင်းမေးမြန်းကြည့်လို့လည်းမရပါချေအကြီးမလေးကပို၍ဆို၏လူတိုင်းအားမပြောပေထုံမိဘနှစ်ပါးစလုံးမှာလည်းပစ္စည်းဥစ္စာပြည့်စုံသူများမှုအားလုံးကကလေးတွေကိုကံကောင်းတယ်လို့ထင်မှတ်ကြလေအရင်ကသူတို့လေးတွေခမများမှာအမေဆုံးအဖေဆုံးနဲ့ဒုက္ခတွေရောက်ခဲ့ရသမျှအခုတော့အေးအေးချမ်းချမ်းနေရတော့မှာပဲဟူသောစကားသူကိုလည်းအားလုံးလူကသဘောတူညီဆိုဖြစ်ကြလေသို့တော့ကညမဆိုဒီကဘသူမှကြိုမသိနိုင်သောအရာပင်ဖြစ်လေသည်မွေးစားမိပါတစ်ဖက်စီခွဲချမ်းနေရတော့လေကလေးနှစ်ယောက်မှာတယောက်ကိုတယောက်မျက်စိအောက်ကအပြောက်ခံနိုင်သူများမဟုတ်ကြပါ
အထူးသဖြင့်အကြီးမာကလေးကသူမ၏မောင်ဖြစ်သူထံသို့နှိမ့်စဉ်လိုတွားတွေ့ကြလေအငယ်ကောင်လေးကလည်းအမလာမှထမင်းစားတာမျိုးပျော့ပျော့ရွှင်ရွှင်ရှိတာမျိုးကိုပြုလေအစာပိုင်းမှာတော့ထို့အတွက်ဘာမှအနှောက်အယှက်မရှိတန်ရောစင်ကြီးရှာလုံးနဲ့မောင်နှမဟုပင်ဂယုဏတက်နေကြ၏သို့တော်နောက်ပိုင်းမှာတော့မမျှော်လင့်သောကံကြမ္မာတို့ဟာသူတို့၏တန်ရောစင်အားစိုးရွားစွာဖျက်ဆီးနှောက်ယှက်ခဲ့ပါတော့၏အကြီးမာလေးနဲ့အငယ်ကောင်လေးအားအတီးတီးမွေးစားထားကြတဲ့မိဘများဟာစပားပွဲစားအလုပ်ကိုလုပ်ကင်ကြသူများဖြစ်၏လုပ်ငန်းချင်းသူတော်တဲ့အစကတော့ဘာပြဿနာမှမရှိသို့တော်စပားသေးကြတဲ့တစ်နှစ်မှာတော့သူတို့ချင်းအမြင်မကြည်မလင်ဖြစ်เสียကပေါ်လာတော့၏စီးပွားရေးကခက်ခဲလာတော့လေအချင်းချင်းအေးအေးလူလူမရှိကြတော့ပဲအပြိုင်ဆိုင်စိတ်ကလေးတွေရှိလာကြတယ်ပေါ့အစကတော့အချင်းချင်းပြိပခါပုံမပြင်းထန်လာကြတယ်တရွာတဲ့တာချင်းတွေဖြစ်လျက်တယောက်နဲ့တယောက်လမ်းမှာတွေ့ရင်ပင်မခေါ်နိုင်မပြောနိုင်ကြတော့လူကြီးချင်းပြိပခါမှသည်ကလေးတွေကိုပါမဲလာခဲ့အဲကောင်လေးကိုမွေးစားထားတဲ့အိမ်မှာအကြီးမာလေးလာဒီကိုမကြည့်ပြူချင်းတော့ထိုတဲ့တဲ့ကိုကြတော့ဒီဘက်ကလည်းပြန်တင်းမာလာ၏ကလေးမလေးအားထိုအိမ်ကိုလုံးဝမသွားရစေတော့တဲ့တစ်ချက်လို့တားမြစ်ပါတော့၏ကလေးနှစ်ယောက်ပျောက်သွားလို့တဲ့ထိုတဲ့ရွာထဲမှာပြန့်နှံ့လာပြီးမကြခင်မှာပဲတကြီးအိမ်မှာအားလုံးစုကြတော့၏နှစ်ဘက်စလုံးမှာမွေးစားမိပါများမှာမျက်ရည်လဲရွှဲတကြီးကတော့အန်တကြိတ်ကြိတ်ဖြင့်အဲ့ဒါပေါ့လူကြီးချင်းဖြစ်တဲ့ပြဿနာကိုကလေးတွေအပေါ်မဲကြတော့အခုဒုက္ခဖြစ်ပြီမဟုတ်လားအလကားတရွာတဲ့တာချင်းဘာမဟုတ်တာလေးနဲ့ရန်ညို့တွေဖွဲ့ကြမခေါ်နိုင်မပြောနိုင်ဖြစ်ကြနဲ့ငါမပြောလိုက်ချင်ဘူးကြက်ကြက်တတိထားကြနော်အခွင့်အရေးရခိုင်တကြီးမှာဖိကာစုတော့သည်တကြီးကိုကြောက်တဲ့အတွက်ဘာမှပြန်မပြောကြတော့လေခုဖြစ်ရက်ကိုပင်တယောက်ကိုတယောက်အပြစ်တင်လုံဟန်ရှိကြ၏ကျွန်တော်တို့လည်းကိုကလေးကိုအကောင်းဆုံးကြွေးမွေးပြစ်စုတာပါပဲခင်ဗျာဒါပေမဲ့ဟိုအစကြီးကအပြန်လန်ဆုံးမစကားတွေကိုအပြစ်တင်ကြတော့ရန်စကားဥတန်းလာတဲ့ဖြင့်တကြီးကတားမြစ်လိုက်ရ၏ကဲတော့ကြတော့ကျွဲပါစောင်းသီးတွေငါပြောလေရမှာမဟုတ်ဘူးငင်းကုန်ကြဖို့မစကြနဲ့ကလေးတွေကိုပြန်ရှာဖို့သာတိုင်ပင်ကြမယ်ထိုခါတွင်တော့တရွာလုံးကတယောက်တစ်ပေါက်အကြံပြုလေသည်တချို့ကတော့ကလေးတွေပဲဘဲမှာဝဝလန်လန်မသွားနိုင်မှာမဟုတ်ဘူးရွာထဲမှာပဲနှက်အောင်ရှာကြည့်ကြမယ်ဟုအကြံပြုလေ၏သို့တော့ထိုကလေးများခေါ်ဆောင်လိုက်ခဲ့တဲ့ကာလာသားကောင်းတချို့အမြင်ကတော့တမျိုးကလေးတွေသူတို့ငကိုအိမ်ကလေးကိုပြန်သွားကြတာဖြစ်မဲ့ဟုဆို၏ဟာဒီလောက်အဝေးကြီးကိုဒီလောက်ငငယ်ကလေးတွေသူတို့ကြီးပြန်ဘလို့သွားတက်မှာလဲဝိုင်းပြောကြတော့လေကာလာသားကောင်းမှာခေါင်းတစ်ဆက်ဆက်ရင်ဟုတ်တယ်ဝေးတော့ဝေးတယ်ဒါပေမဲ့ဘလို့ဖြစ်လို့လဲတော့မသိဘူးကျွန်တော်စိတ်ကထင်းနေတယ်တကယ်တော့ထိုနေရာကရွာပြင်ကုန်းတကြောကိုပိုက်ကတောဆန်တဲ့တီရှိကောအလွန်ဝေးကွာလာတဲ့ခရီးပင်ဖြစ်ပါတော့သည်လူကြီးတွေပင်တော်တော်ဝေးသွားရမည်ဖြစ်တယ်မို့ခလေးနှစ်ယောက်ဖို့အရောက်သွားဖို့ဆိုတာကဘလို့မှဖြစ်နိုင်ပွဲမရှိထို့ကြောင့်ပင်ကာလာသားကောင်းကြီးစကားအားဝိုင်းဝန်းကန့်ကွက်ကြခြင်းဖြစ်ပါလေသည်သို့တော်တကြီးကိုယ်တိုင်ကထိုနေရာကိုတွားရှာခြင်းနေသဖြင့်အားလုံးထိုနေရာသို့တွားဖြစ်ခဲ့ကြပါတော့သည်ဟိုတဲအိမ်ကလေးထဲမှာကလေးနှစ်ယောက်ကိုပြန်တွေ့ခဲ့ကြလိုက်ဇလိုင်းထိုနေရာရောက်မှာတော့နားထောင်နေသူတိုင်းမှာထို့သို့မေးမြန်းတက်မြဲဖြစ်လေသည်အဖြစ်ဖြစ်အားပြန်လဲပြောပြနေတဲ့ဘာကြီးတော့ကလည်းထိုနေရာရောက်မှာတော့နားထောင်သူများစိတ်ဝင်စားတမှန်သိသဖြင့်ခိတ္တရက်ထားတက်မြဲကွန်တရိုတစ်ချက်အားပြစ်ခနဲ့ထွေးလိုက်ရင်နားထောင်နေသူတို့၏မျက်ဝန်းအားဝှေဝဲချီလိုက်ကကဲဘယ်နဲ့ရှိလားကျုပ်ပြောတာစိတ်ဝင်စားဖို့မကောင်းဘူးလားဟုအမှုရာဖြင့်ဖော်ပြနေသည့်အလားပင်မချင်းမရဲဖြစ်သွားသောနားထောင်သူတို့ကအလော30မေးတဲ့အခါမှပင်ဘာကြီးတော့ကသဘောကျတဲ့တပွဲခေါင်းတစ်ဆက်ဆက်ညှိကအိမ်တွေ့ကြတဲ့ကွဲဟုတခုံးတဲ့ပြန်ပြေတက်လေခလေးတွေဘာမှမဖြစ်ကြဘူးလားဟင်ဟုဆိုတော့ခေါင်းခါလေဒီလောက်ဝေးကြီးကိုခလေးတွေကြီးဘလို့များရောက်သွားလဲမသိဘူးနော်ဟုဆိုတော့မသိဘူးလေဆိုတဲ့သဘောမျိုးဖြင့်ပခုံးတုံပြလေပြီးတော့မှဘာကြီးတော့ကဆက်ပြောပြန်၏အဲ့ဒီလိုနဲ့ကလေးတွေကိုရွာပြန်ခေါ်လာပြီးတဲ့အခါမှာတော့မွေးစားမိဘအတီးတီးကပြန်ခေါ်သွားကြတာပေါ့နောက်တော့ဘာဆက်ဖြစ်သေးတယ်လဲဘာကြီးအကြီးမလေးကိုမွေးစားတဲ့မိဘတွေကမြို့ပြောင်းသွားတယ်ဟင်းဒါဆိုရင်ကလေးနှစ်ယောက်ကွဲသွားပြီပေါ့ဒါပေမဲ့တိတ်မကြပါဘူးဘာဆက်ဖြစ်လို့လဲကလေးနှစ်ယောက်ပျောက်သွားကြပြန်တယ်ဟင်းကလေးနှစ်ယောက်စလုံးပျောက်သွားတာလားဟုတ်တယ်နှစ်ယောက်စလုံးပဲမြို့ပြောင်းသွားတဲ့မိဘတွေကရွာပြန်လာရှာတယ်ရွာမှာလည်းအငယ်ကောင်လေးကပြောင်းနေပြန်တယ်ဟိုတောဆက်ကအိမ်လေးမှာပြန်မရှာကြဘူးလားအဲ့ဒီအိမ်လေးကမရှိတော့ဘူးဟိုတကကလေးနှစ်ယောက်အဲ့ဒီကိုပြန်သွားတာတိကလေးကဖျက်လိုက်ကြပြီဒါပေမဲ့ရှာတော့ရှာကြည့်ပါသေးတယ်လေ
တွေ့လာရင်မတွေ့ဘူးနောက်ထပ်ကလေး2ယောက်စလုံးဘယ်တော့မှကိုမတွေ့ကြရတော့တာဘယ်တော့မှမတွေ့ကြတော့ဘူးဟုတ်လားဒါဆိုလုံးဝပျောက်သွားတာပေါ့ဟုတ်တယ်တကယ်ကိုအပြီးတိုင်ပျောက်ဆုံးသွားတော့တာအဲဒီချိန်ကစပြီးကလေး2ယောက်စလုံးကိုပြန်မတွေ့ကြတော့တာအခုထိပဲနားတော်နေသူအားလုံးအံ့ဩထူးဆန်းစိတ်များဖြင့်မောပန်းသွားကြ၏သို့တော့ဘာကြီးတော့ပြောပြတဲ့ဇလန်ကအဆုံးမတက်သေးပါကြီးနောက်ထပ်သူဆက်ပြောပြတဲ့အဖြစ်တို့ဟာရှေ့ကဖြစ်ပျက်ခဲ့တဲ့တို့နဲ့ဆက်ဆက်တည်းဟုလည်းဆိုရတယ်ဆိုရွရတယ်လို့ဒီချားစီဟုလည်းဆိုနိုင်ပါလိမ့်မည်သို့တော့ပို၍စိတ်ဝင်စားတဲ့အကောင်းတာကတော့ဟိုမောင်နှမပျောက်ဆုံးသွားပြီးနှစ်30လောက်မှနောက်ထပ်အဖြစ်တို့ဖြစ်ပေါ်လာခြင်းဖြစ်လေသည်ရင်းဖြစ်ပြများကိုတော့ဖျားကုန်းရော်သားဇနီးမောင်နှံဖြစ်တဲ့ကိုဖုံးခင်နဲ့မန်းငွေမုံတို့မှစတင်ရပေလိမ့်မည်ကိုဖုံးခင်နဲ့နွေတနေ့ဤနနက်ခင်းတစ်ခုတွင်မန်းငွေမုံဟာ3လုံး6ချားစွာအိယာမှနိုးထလာခဲ့ချီဟုံးငနဲ့အိယာမှထထိုင်လိုက်ပြီးသူမနဘေးတွင်တရှူးရှူအိမ်မောကြနေတဲ့ခင်မုန်းဖြစ်သူကိုဖုံးခင်ကိုအတင်းလှုပ်၍နှိုးလေကိုဖုံးခင်ထအောင်မလေးထပေါင်းတော့ကိုဖုံးခင်မှာနိုးလာခြင်းပင်သူ့မိမအတွင်ကြောင့်ကြောက်ထိတ်လန့်တကြီးဖြစ်သွား၏ဘာဖြစ်လို့လဲကျုပ်အရန်ကြောက်เสียကောင်းတဲ့အိမ်မက်ကြီးတစ်ခုမတ်လို့တော့ဟာအိမ်မက်မတ်တာများကွာဒီလောက်တဲတန်ဖြစ်ရတယ်လို့ကိုဖုံးခင်လေးတန်တွင်အပြစ်တင်လိုဟန်များပါနေတော့လဲမန်းငွေမုံမဂယုမဆိုင်သူမအိမ်မက်ကိုသာယခုတိုင်တတိယ၍ကြောက်လန့်တကြီးဖြစ်နေပုံရလေကျမလည်းတော်သူပဲဒီလောက်တဲငယ်တဲ့သူမဟုတ်ပါဘူးတော့ဒါပေမဲ့အခုဟာကဘာရီများမတ်လို့လဲကွာရှင်အိပ်ပျော်နေတော့အနားမှာလူတယောက်ရောက်လာတယ်လို့မျိုးခံစားဖို့တလားဘာလူတယောက်ရောက်လာတယ်ဟုတ်လားဟုတ်တယ်အခုကတကယ်ကိုအပြင်မှာဘေးနားလူတယောက်ရောက်လာတယ်လို့ဖြစ်တာမင်းအိပ်ပြောနေလို့မဟုတ်ဘူးလားဟုတ်တယ်လေဒါပေမဲ့စိတ်ကကိုနားကိုလူရက်လာမှန်းသိနေတယ်အဲဒီလိုအိမ်မက်မျိုးကိုလည်းမျက်လုံးထဲမှာသူ့ကိုမြင်နေရတယ်အော်ကိုဖုံးခင်ကမန်းငွေမုံဤနဘေးကိုကြည့်လိုက်သူမမှာပရင်ပေါက်ဘက်ကျနေတဲ့အချမ်းတွင်အိတ်သက်ချင်းဖြစ်။အော်မင်းကညကပရင်ပေါက်မပိတ်ပဲအိတ်တာကိုဒါကြောင့်ကြားမိကြရကြပြီးအိမ်မက်ဆိုးတွေမတ်တာနေမှာပေါ့။မဟုတ်ပါဘူးတော့ကျမညကပရင်ပေါက်ကိုတိချပိတ်ပြီးမှအိတ်တာပါ။မန်းငွေမုံဤစကားကြောင့်ကိုဖုံးခင်ပင်ထိတ်လန့်ခြင်းတို့လိုဖြစ်သွားခဲ့၏။ညကတကယ်ပင်ပရင်ပေါက်မှာတဆင့်တစုံတယောက်သူတို့ရှိကိုဝင်ရောက်ခဲ့လေသလား။ကဲဆက်ပြောစမ်းမအောင်မင်းအဖြစ်မင်းအိမ်မက်ကိုကျမရှိကိုရောက်လာတဲ့သူကမိန်းကလေးရှင်တိတ်ချော်တိတ်လာတယ်အသားကလေးကလည်းစိမ့်လို့ကြီးလို့ဝှက်စားထားလိုက်တာကလည်းတကိုယ်လုံးအစိမ်းရောင်ထက်အောင်ဝှက်စုံကအစားစတိုးလက်ကောက်ခြေနှင်းဖက်အားလုံးအစိမ်းတွေကြီးပဲပြီးတော့ရှေ့ကနန်းဝင်နန်းစားလိုမျိုးပဲရှင်ဒါပေမဲ့ဘာဖြစ်တယ်လဲကွာဟိုသူ့ကြောပြင်တစ်ခုလုံးမှာတွေးတွေရွှဲနေတာပဲအဲ့ဒါကြောင့်ကျမကြောက်တာပေါ့ပြီးတော့သူကကျမနာကိုရုတ်တရက်ကြီးရောက်လာတာမင်းကိုသူဘာလုပ်သေးသလဲကျမတို့နဲ့အတူနေပြစေးတယ်အဲ့ဒီလိုသူပြောသမျှတွေကိုအကုန်လုံးကိုကျမအပြစ်မှာလို့နားနဲ့ဆက်ဆက်ကြားလိုက်ရတာနော်ဟိုတို့ဝါတာမဟုတ်ဘူးသူ့ကိုလည်းတကယ်ကိုထင်ထင်ရှားရှားကြီးမြင်နေရတာယခုကမငွေမုံကြီးထိတ်လန့်စိတ်မှာကိုဖုံးကင်ထန်းတို့ပင်ကူးဆက်လာခဲ့သည်မင်းကသူနေဖို့ကိုလက်မခံလိုက်ဘူးမဟုတ်လားကျမလည်းဘယ်လက်ခံခြင်းပါမယ်ဒါပေမဲ့ညင်းလို့လည်းမရဘူးဗဇက်ကအာဈေးထည့်ထားတယ်လို့ပဲလူကလည်းစိတ်နဲ့ကိုဘာမှလုပ်လို့မရဘူးဖြစ်နေတယ်အဲ့ဒီချိန်မှာပဲသူကကျမကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးတော့ထပ်မိတယ်ကိုဖုံးကင်မှာတက်ပြင်းချလိုက်မိမငွေမုံအိမ်မက်စင်ကခန်းစားနေရတယ်လို့ပင်သူပါထိတ်လန့်မွန်းကျက်နေမိမင်းလက်ခံလိုက်ရတာပေါ့ဟုတ်တယ်သူ့ကြီးကတိတ်ဆူတာပဲဘလုံးမှညင်းဆန်လို့မရအောင်အစွမ်းပြင်းနေသူ့ကြီးကိုရင်ဆိုင်လိုက်တာနဲ့ကျမခေါင်းညှိလိုက်ရတော့တာပဲဟင်သူတို့အတွက်ဆုံးရှုံးမှုတစုံတရာတွေ့ကြုံလိုက်ရသည့်ပမာကိုဖုံးကင်ခံစားလိုက်ရ၏မငွေမုံကတီးတိုးတုံရန်စွာဖြင့်စကားကိုဆန်နေအဲဒီလိုကျမခေါင်းညိတ်ပြီးချင်းမှာပဲသူကဖြတ်ခနဲ့ပျောက်သွားတယ်ပြီးတော့လေမျက်စိထဲမှာဂူဝါးကြီးတစ်ခုလိုဘာလို့မြင်ရတယ်ပန်းနံတွေလည်းရတယ်ပြီးတော့ထူးဆန်းတဲ့တချင်းတန်တစ်ခုကိုလည်းကြားရလေကျမလေဘာဖြစ်လို့လဲမသိဘူးအဲ့ဒါတွေမြင်တဲ့အခါမှာတိတ်ကြောက်တာပဲရှင်တဲ့နှလုံးသားထဲမှာစိတ်ပြီးတော့ကိုလန့်လာတာအဲ့ဒါကြောင့်အတင်းអော်လိုက်မှာအိယာကလန့်လို့လာခဲ့ရောမငွေမုံစကားဆုံးချင်းမှာပဲကိုဖုံးငင်ကသူမလက်ကိုလှမ်းဆုပ်ယူကိုင်းလိုက်လက်ဖြားကလေးမှာအေးဆက်တုံရင်းနေဇနီးဖြစ်သူအကြောက်ပြေစေရန်သူဖြည်းဖြည်းမှပြောလိုက်အဲ့ဒီလိုပါပဲကွာတွေးလေခြောက်ချလို့နေမှာပါတိတ်ဆွဲလန်းမထားပါနဲ့မိမရဲ့ကျမကြားဘူးတာကတော့လေအဲ့ဒီလိုအိမ်မက်မျိုးမှတ်ပြီးရင်ကလေးတွေပါလေရတတ်တဲ့
ခလေးရရောဘာဖြစ်လဲကွာတို့ကခလေးလိုချင်လို့တော့ယူနေတဲ့ဟာပဲဒါပေမဲ့ရမယ်ခလေးကပြောရင်မန်းဝင်မုံအတန်မှာတိမ်ဝင်၍တွားလေသည်ကိုဖုံးခင်ကလက်ကပြလဲရဲ့စကားကိုဝင်ရောက်အဆုံးတလိုက်ကဲကိုပြောပြပါကောတိတ်ဆွဲလန်းမထားနဲ့လို့မင်းကလေကွာဘလို့ပဲဖြစ်ဖြစ်ဒါဟာအိမ်မက်ပဲအိမ်မက်ဆိုတာကြာရင်မေ့သွားတာပဲတကယ်ဘဝနဲ့တခြားစီပါကွာသို့တော်သူ၏ထိုစကားများအားလုံးဝမှားယွင်းသွားစေရမယ့်ဖြစ်ရတစ်ခုသည်မကြာမီပေါ်ပေါက်လာတော်မူဖြစ်မှန်ကိုဖုံးခင်တယောက်ထိုစဉ်ကကြိုတင်တတိမထားခင်မိပါချေဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကိုဒီနေရာလေးမှာတင်ခဏတာရနာခွင့်ပြုပါခင်ဗျာနောက်နေ့မှာကြန့်ရှိနေသေးတဲ့ဘိုင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ခင်ဗျာကျွန်တော်တို့ရဲ့ YouTube channel ဟာနေ့စဉ်နေ့တိုင်းစိတ်ဝင်စားဖွယ်ကောင်းတဲ့ပရာရောဂါဇလန်တင်များစွာကိုနေ့စဉ်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးတော့အားပေးသွားခဲ့ကြပါဦးခင်ဗျာလိုအပ်တာများရှိခဲ့ရင်လည်းကွန်မန့်ပေးပြီးတော့ပြောကြားခဲ့နိုင်ပါတယ်ခင်ဗျာအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာအားလုံးကိုကျေးဇူးပါခင်ဗျာ